Bonjour a tutti, Minglava, buongiorno Multilingual Center မှာကြိုဆိုပါရစေဆရာ Professor Alex ပါဒီနေ့ဆရာကအတန်တော်လေးတွေစီစဉ်2လို့ကျောင်းသားတွေမှားတတ်ကြတဲ့စလုံးလေးတွေကိုဆရာကဒီနေ့ဝင်ပြပေးမှာဖြစ်ပါတယ်ရေကန်ကိုဆရာတို့က lago လို့ခေါ်ပါတယ် lago ကရေကန်မှာ largo ဆိုရင်ကျယ်ဝန်းတယ်လို့ပြောအဓိပ္ပာယ်ရပါတယ် questo lago è largo ဒီရေကန်ကြီးကရမ်းကျယ်တယ်နော် lago ရေကန် largo ကျယ်ဝန်းတော့ပါstrada ဆိုတာ street လမ်းမှာ stretta ဆိုတာချင်းတယ်လို့ပြောတာပါ strada stretta questa strada è stretta ဒီလမ်းကချင်းတယ်နော် strada street stretta ချင်းမြောင်းတော့လို့ဒီပဲရပါတယ် posto ဆိုတာ place ပါ posta post office ပါ posto place posta post office ပါ corso course ပါcorsa running ဒါမှမဟုတ်ရင် race လို့ဒီပဲရပါတယ် corso course corsa running or race banco 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 ဆိုတာ branch ထိုင်ကုန်တိုင်ရရှိပါ banca 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 ဆိုရင်ဘဏ်ဖြစ်သွားပါတယ် banco ထိုင်ကုန်တိုင်ရရှိ banca ဘဏ်ပါ tazza tazza ဒီစစအေး tazza ဆိုတာ cap ခွက်ပါ tazza TSSA အားကြတော့ tax ဖြစ်သွားပါတယ်အခွန်ဖြစ်သွားပါတယ် tazza cap tazza အခွန်ဖြစ်သွားပါတယ် tasametro ကြတော့ဆရာတို့ decimeter ကိုခေါ်တာပါ tasametro ဆိုတာ decimeter ခေါ်တာပါကဲပြောရှင်နဲ့ Elise ကတင်ကြဖို့ဆရာလည်းစီတော့ကြဆိုချာချာတူတီ